ရှေ့လက်ပိုင်းဒေသတွင်းမှာအမေရိကန်၊အစ္စရေးနဲ့အီရန်တို့အကြားမှာတုံးကြီးတွေလေကြောင်းတိုက်ခိုက်မှုတွေအပြန်အလှန်လုပ်နေကြပါတယ်။တစ်ဖက်မှာလည်းဒီသတင်းပတ်အတွင်းမှာပဲပါကစ္စတန်မှာတွေ့ဆုံဆွေးနွေးမှုတွေလုပ်နိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်နေပါတယ်။အမေရိကန်ရဲ့ဗဟိုကုတ်ကဲရေးဌာနကလည်းသူတို့ခေါ်စစ်ရေးပြစ်မှတ်ဆိုတာတွေကိုတိုက်ခိုက်နေတဲ့ဗီဒီယိုအသစ်တွေကိုထုတ်ပြန်ပေးခဲ့ပါတယ်။အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကလည်းတီဟီရန်ဒဲကအခြေခံအဆောက်အအုံတွေနဲ့အီရန်ရဲ့တော်လှန်ရေးအစောင့်တပ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ်။အစ္စရေးကတယ်လ်အဗစ်မြို့မှာရှိတဲ့လူနေအဆောက်အအုံတစ်ခုမလဲအီရန်ကပစ်ခတ်လိုက်တဲ့ဒုံးကျည်တွေထိမှန်ခဲ့ပါတယ်။ထိခိုက်သိမ်းဆုံးမှုစီးရင်တော့တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။အမေရိကန်သမ္မတထရမ့်ကတော့အီရန်ကသဘောတူညီမှုတစ်ခုရယူချင်နေတဲ့အကြောင်းဒါကြောင့်အီရန်ရဲ့ဓာတ်ပေးစက်ရုံတွေကိုတိုက်ခိုက်မဲ့ကိစ္စတွေကိုလည်းဆိုင်းငံ့ပေးထားလိုက်တဲ့အကြောင်းမနေ့ကပြောပါတယ်။ They called I didn't call သူတို့ဘက်ကဖုန်းခေါ်ခဲ့တာပါကျွန်တော်မခေါ်ပါဘူးသူတို့ကသဘောတူချက်လုပ်ချင်တယ်ကျွန်တော်တို့ကလည်းလုပ်ဖို့အရန်ဆန္ဒရှိပါတယ်ကောင်းတဲ့သဘောတူချက်ဖြစ်ပါလိမ့်မယ်နောက်ထပ်စစ်ပွဲတွေနျူကလ িয়ার လက်နက်တွေရှိရတော့မှာမဟုတ်ပါဘူးဒီဆွေးနွေးပွဲလုပ်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့လည်းအီရန်ကအမေရိကန်ရဲ့စစ်ဆက်ဆွေးနွေးသူတွေစီကနေသူတို့ဆွေးနွေးချင်တဲ့အချက်တွေပေးဖို့လာတယ်ဒါပေမဲ့လက်စုပ်လက်ကင်ပြနိုင်လောက်တဲ့ဆွေးနွေးမှုမျိုးတော့မရှိဘူးလို့ပြောပါတယ်ရှုပ်သတင်းတွေမှာတော့သမ္မတထရမ့်ရဲ့အရှေ့အလယ်ပိုင်းရေးရာတန်တမန်ဖြစ်တဲ့ Steve Witkoff နဲ့အီရန်ကတာဝန်ရှိသူတချို့ဒီသတင်းပတ်ထဲပါကစ္စတန်မှာတွေ့ဆုံကောင်းတွေ့ဆုံလိမ့်မယ်လို့ဆိုပါတယ်အီရန်ရဲ့တိုက်ခိုက်မှုတွေခံနေရတဲ့ပင်လယ်ကွေ့နိုင်ငံတော်များများကလည်းသူတို့နဲ့အမေရိကန်အကြားကဆက်ဆံရေးတွေပေါ်မှာပြန်လည်သုံးသပ်တာတွေလှုပ်လာနိုင်မလားဒိုဟာမြို့က BBC ရဲ့လုံခြုံရေးရာသတင်းတောက် Frank Gardner ကအခုလိုပြောပါတယ် So not all the Gulf is getting it quite as bad ဒီတော့ပင်လယ်ကွေ့တစ်ခုလုံးမှာအခြေအနေဆိုးလာမှာမဟုတ်ပါဘူးဒါပေမဲ့နောက်ထပ်ပိုကြာကြာဆက်သွားနေလို့မရဘူးလို့တော့မျှော်လင့်ထားပါတယ်တခြားကိစ္စတွေတဲ့ဟော်မုစ်ရေလက်ကြားကိုအီရန်ကထိန်းချုပ်ထားတဲ့အတွက်ဒီဒေသကနေရေနံနဲ့ဓာတ်ငွေတွေအားလုံးကမ္ဘာဈေးကွက်စီမရောက်နိုင်ပဲဖြစ်နေတာပါဒါကရေရှည်ပြဿနာပါစီးပွားရေးစနစ်တွေကိုလည်းထိခိုက်နေပါတယ်ဒီစစ်ပွဲကြောင့်ဒေါ်လာဘီလီယံပေါင်းများစွာဆုံးရှုံးနေရပါတယ်ဒီတော့ပင်လယ်ကွေ့ဒေသနိုင်ငံတွေအနေနဲ့သူတို့ရဲ့လုံခြုံရေးအဆောက်အအုံကြီးကဘယ်လိုလဲဆိုတာကိုအဖြေရှာကြရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဒေသတွင်းမှာအမေရိကန်စစ်စခန်းတွေထားရှိခြင်းအပြင်သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူးအိန္ဒိယအီရန်စီကမစ်ဇိုင်းတွေကိုတိုက်ခိုက်ခံရဖို့ပဲဖြစ်လာနိုင်တယ်လို့တချို့ကပြောနေကြလို့ပါတချို့ကလည်းဒီစစ်စခန်းတွေထားတာဟာအနိုင်ကျင့်မခံရဖို့အကောင်းဆုံးအာမခံချက်ဖြစ်တယ်လို့ဆိုကြမှာပါဒီတော့ဒီအကြောင်းအရှိအလဲပိုင်းဒေသနိုင်ငံတွေရဲ့အစိုးရတွေနန်းတော်တွေဝန်ကြီးဌာနတွေအတွင်းမှာအခြေတင်တကပိတ်ဆွေးနွေးကြမယ်လို့ထင်ပါတယ်အီရန်ဘာစစ်ပွဲကြောင့်လူဘယ်နှယောက်သေဆုံးသွားခဲ့ပြီလဲဆိုတာသိရဖို့ခက်ခဲနေသေးပါအမေရိကန်ကလူ့ခွင့်ရေးအဖွဲ့တစ်ခုကတော့ရသားပြည်သူ1400တဲ့မနဲ့သေဆုံးခဲ့ပြီးအဲ့ထက်မှာကလေးငယ်200လောက်ပါတယ်လို့ပြောပါတယ်အီရန်ကိုနိုင်ကလည်းသေဆုံးသူအရေးအတွက်ကိုတရားဝင်ထုတ်ပြန်ပေးနိုင်ခြင်းမရှိပါဘူး Caroline Hall ရဲ့သတင်းကိုပတ်သက်ရတော့ပြောပြပါParis Tech ဒါဟာဂီနဲ့မိသားစုဝင်တွေဝမ်းနဲ့ပူဆွေးနေကြပါတယ်။ဆေးဆိုင်မှာသူနှစ်သက်တဲ့အလုပ်လုပ်နေရင်လေကြောင်းတိုက်ခိုက်မှုအတွင်းသူသေဆုံးခဲ့ရတာပါ။ဒဏ်ရာရသူတွေတက်ကြီးရွယ်အိုတွေသူ့ရဲ့အကူအညီလိုနေတာကြောင့်တဟီရန်မြို့ကနေမထွက်ခွာပဲခြံနေရစ်ခဲ့တာလို့သူ့အကိုကပြောပြပါတယ်။သူဟာခုရက်ပိုင်းသေဆုံးခဲ့သူတွေလို့သိထားရတဲ့ရက်သား3ဦးတွေကတူပါ။ Ilma Bilki ဟာ3နှစ်အရွယ်ပါ။ Hamid Reza Jahan Bakesh ကတော့ကယ်ဆယ်ရေးသွားလုပ်နေတဲ့လာဂျန်နီဝန်ထမ်းပါအိမ်တော့ပြန်မလာနိုင်တော့ပါဘူးလာဂျန်နီအဖွဲ့ကသူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကတော့နိုင်ငံတော်အချိန်ပြည့်ဆက်လုပ်နေကြဆဲပါဒီမှာတော့ပြီးခဲ့တဲ့ဘက်ကသူ့အိမ်အပြက်စီးပုံအောင်မှာပိတ်မိနေတဲ့အမျိုးသမီးတူကိုကယ်ထုတ်နေပါတယ်သူ့သမီးအသက်ရှင်နေတုန်းလားဆိုတာကိုမေးနေပါတယ်သမီးကိုကယ်ထုတ်ပြီးပြီလို့ဝန်ထမ်းတွေကပြောပြပါတယ်ဒါပေမဲ့သူ့ရဲ့တူးဒီသောသမီးကတော့သေဆုံးသွားပါပြီ။အမေအချစ်ဆုံးသမီး25နှစ်အရွယ်ဘာရီဗန်မိုလာနီဟာ fashion blogger တူပါ။အိမ်ကိုလွမ်းလို့တဟီရန်မြို့ကိုပြန်ရောက်လာခဲ့ပြီးတရက်အကြာမှာအပျက်စီးပုံတွေအောက်မှာသေဆုံးခဲ့ရပါတယ်။အီရန်ထောက်လှမ်းရေးဝန်ကြီးကိုပြစ်မှတ်ထားခဲ့တဲ့မစ်ဆိုင်းတိုက်ခိုက်မှုအတွင်းသူအိတ်နေတုန်းသေဆုံးခဲ့ရတာလို့တငယ်ချင်းတူကပြောပြပါတယ်။ဒီစစ်ပွဲကြောင့်ရက်သားတွေအပေါ်ထိတ်လန့်စရာအကျိုးဆက်တွေဖြစ်လာနေတယ်လို့ကြက်ချင်ဒီအဖွဲ့ကြီးကဆိုပါတယ်။အခုလအစောပိုင်းကအီရန်လာဂျန်နီရုံးချုပ်နာမှာလေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့်ရုံးထဲကလူတွေကိုကယ်ထုတ်ခဲ့ရပါတယ်။ဆေးရုံတော်များများထိခိုက်ပျက်စီးခဲ့တဲ့ပုံတွေကတကယ်ပုံတွေဆိုတာကိုတည်ပြုနိုင်ခဲ့ပါတယ်။ဒါကတဟီရန်မြို့ကကင်ဆာဌာနနဲ့ဖန်ပြွန်သရေသားဆေးခန်းရှိရာပုဂ္ဂလိကဂန္ဒီဆေးရုံဖြစ်ပါတယ်။မလတရက်နေ့ကလေကြောင်းတိုက်ခိုက်ခံခဲ့ရတာပါ။အဲ့ဒီတနေ့တည်းမှာပဲခါတမ်အယ်အမ်ဘီယာဆေးရုံမှာလည်းအနားကပောက်ကွဲမှုတစ်ခုကြောင့်ထိတ်တလန့်ဖြစ်ခဲ့ရပါတယ်။ဘူရှီယာစိတ်ကမ်းမြို့ကပါရှန်ပင်လယ်ကွေ့အာဇာနီဆေးရုံမှာလည်းမလ3ရက်နေ့ကမွေးကင်းစကလေးတွေကိုကယ်ထုတ်ခဲ့ရပါတယ်။ဆေးဘက်ဆိုင်ရာအဆောက်အအုံအနည်းဆုံး20လောက်တိုက်ခိုက်ခံခဲ့ရပြီးကျန်းမာရေးဝန်ထမ်း9ဦးသေဆုံးခဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့က BBC ကိုအတည်ပြုပြောပါတယ်။ It's not for us to determine was
ဒီလေချောင်းတိုက်ခိုက်မှုကဒီအဆောက်အုံတွေကိုဒါမှမဟုတ်နားမှာရှိတဲ့အဆောက်အုံတစ်ခုကိုတိုက်ရိုက်ပြစ်မှတ်ထားမထားဆိုတာကိုဖော်ထုတ်ဖို့ကကျွန်တော်တို့အလုပ်မဟုတ်ပါဘူးဒါကကျန်းမာရေးစနစ်ပေါ်တိုက်ခိုက်မှုပါလူတွေကိုကာကွယ်စောင့်ရှောက်ဖို့ကစစ်ပွဲဖန်တီးသူတွေရဲ့တာဝန်ဖြစ်ပါတယ် ဒါပေမဲ့လူနေထူထပ်တဲ့နေရာတွေမှာကြီးမားတဲ့ဘုံတွေကျခဲ့တာကြောင့်အယက်သားသေဆုံးမှုတွေတိုးလာနေပါတယ်ဒီဖြစ်ရဲ့အကြောင်းအရာအများစုကိုလူတွေဘယ်တော့မှသိနိုင်မဲ့ပုံမရှိပါဘူးရှင် BBC မှာပိုင်းရဲ့ရုပ်သံစီစဉ်တွေကိုနေ့စဉ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ် BBC ပြည်သက်များနဲ့တကွာမြန်မာပြည်သူပြည်သားအပေါင်းကိုယ်စိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေခ